ဒီချင်းမိုင်ကိုကျွန်တော်အရင်တော့ဒီလိုနှုတ်ကပတ်တော်ဒီပုလိစစ်မှုဒါပေမဲ့ဘုရားခင်ဆောင်မလို့ဒီလိုပဲတစ်ချိန်3ချိန်တော့ရှိနောက်လဲလာဦးမယ်အဲဒီကျေးဇူးတော်ရှင်ကိုလည်းအဲ့ဒါဘုရားသခင်ရှင်တဲ့အရာဖြစ်တယ်လာတဲ့ခောက်တိုင်းဒီလိုနှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခွင့်ပေးတဲ့အတွက်ဒီရှင်တဲ့ဒီဥစ္စာနဲ့တကွာဒီဘုရားသခင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းပါတယ်ဟုတ်ပြီကျွန်တော်တို့ကဒီကာလကနောက်ဆုံးကာလဖြစ်တယ်ဒီချမ်းသာအရာကျွန်တော်တို့သိရပါတယ်နောက်ဆုံးကာလဖြစ်တာမနေ့ကဆိုလို့ရှိရင်စက်တင်ဘာ23ဆိုလို့ရှိရင်တော့လူတွေအများကြီးပြောနေကြတဲ့နေ့တစ်နေ့ဖြစ်တယ်။ဘာဖြစ်လာမလဲပေါ့နော်။ဒါပေမဲ့ဘာမှမဖြစ်ဘူးကျေးဇူးတော်ပဲလွန်သွားတယ်။ဒါပေမဲ့ဘာမှမဖြစ်ဘူးဆိုပေမဲ့ဒီနေ့ကတော့ဖြစ်မှာပဲဟုတ်နော်။အခုကမဖြစ်တာနောက်တစ်နေ့ဖြစ်အောင်မယ်။မကြာခင်ဖြစ်တော့မယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဒီယေရုရှလင်မြို့မှာ solution လဲဘာပေါ်လာအောင်မလဲ solution တော့အခုဒီယင်းတို့ကပိမှန်တော့ရှိခဲ့တဲ့နေရာမှာအခုပလီရှိတယ် room of the rock ဆိုတဲ့ပလီရှိတယ်အဲ့ဒီပလီဟာတနေ့ကျရင်တော့အဲ့ဒီနေရာမှာပဲစောက်မလားဘယ်မှာစောက်မလဲပိမှန်တော့ပြန်စောက်အောင်မယ်ရစ်ပူဆိုတာရှိလာအောင်မယ်အဲ့ဒီခါကျရင်တော့ဒါတကယ်ကိုအချိန်မရှိတော့ဘူးဆိုတာစောက်တော့မယ်ဆိုတာနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကအချိန်မရှိတော့ဘူးဆိုတာကိုတော့သိဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့ကအားလုံးကအချိန်မရှိတဲ့လူတွေပဲဘယ်တော့ဘာဖြစ်မယ်လဲဒီအချိန်မှာဒီမှာထိုင်နေရင်လည်းခဏနဲ့ဘာဖြစ်မယ်ဆိုတာမသိတဲ့လူတွေကြီးပဲဖြစ်နေတယ်ပေါ့နော်ဒီတေချင်းကိုအစိုးမရဘူးတေချင်းဆိုတာအစိုးမရတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဘယ်တော့ဘာဖြစ်မလဲဆိုတာဗမာတွေပြောတဲ့အတိုင်းကိုယ်တော်လက်မဆက်မြင်စန့်တော်လက်မကွေးမီတက်ဆိုတာပြောက်သွားနိုင်တယ်ဆိုပြီးပြောတဲ့အတိုင်းပဲကျွန်တော်တို့ကအချိန်ကမရှိပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီတေချာတဲ့အရာပေါ့နော်ကျွန်တော်ဘယ်လိုအသက်တာပဲရှိနေကျွန်တော်ဘယ်လိုအသက်ရှင်ရင်တော့ကျွန်တော်ဘယ်လိုများပါသွားနိုင်တယ်လေပေါ့နော်ဒီချီဆောင်ချင်းမှာပါသွားမယ်အဲ့ဒီတော့ဖယားသခင်ရဲ့အိမ်တော်ထဲကိုပါသွားမှပဲကျွန်တော်ဟာအောက်ကိုမရောက်အောက်ဆိုတဲ့နေရာကအဆိုးဆုံးနေရာဖြစ်တယ်ငရဲရှိတဲ့နေရာဖြစ်တယ်အဲ့ဒီနေရာမရောက်ဘဲနဲ့တကယ်ဖယားသခင်စီစဉ်တဲ့နေရာကိုရောက်ဖို့ရတယ်ပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့လည်းပဲဒီခရစ်တော်ပြောခဲ့တဲ့ဥပမာတစ်ခုအားဖြင့်အဲ့ဒီအရာအဖြစ်ခွန်အားယူပြီးစီစဉ်ထားပါတယ်ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ယောဟန်အခန်းကြီး15အငယ်1ကနေ7အကြောင်းကနေကျွန်တော်ခွန်အားကျွန်တော်တို့ခွန်အားယူရအောင်ယောဟန်အခန်းကြီးရှင်ယောဟန်အခန်းကြီး15အငယ်1ကနေ7ဟုတ်ပြီကျွန်တော်အဲ့နေရာမှာဒီယောဟန်အခန်းကြီး15ကမန်တော်စပြစ်နယ်ပြန်အကြောင်းဖြစ်တယ်မန်တော်စပြစ်နယ်ပြန်ဆိုတာကခရစ်တော်ကသူ့ကိုယ်သူညွှန်းတဲ့အရာဖြစ်တယ်နောက်ကျွန်တော်တို့ကတော့အကိုင်းတွေဖြစ်တယ်ပြောပါမယ်အဲ့ဒီအရာမတိုင်မီသူဘာပြောသူဘာရိမင်းတော်မူတယ်လေဆိုလို့ရှိရင်အခန်း14ကိုကြည့်လိုက်ငင်ညာဆိုလို့ရှိရင်တော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီထူးဆန်းတဲ့စကားတွေပြောထားတာရှိတယ်ငါ့ကိုယုံကြည်တဲ့သူဒီကတဲ့အခန်း14စနစ်မှာဆိုလို့ရှိရင်တော့ယုံကြည်တဲ့သူကငါလုပ်တဲ့အမှုထက်သာ၍ကြီးသောအမှုကိုလုပ်လိမ့်မယ်လို့မိန့်တော်မူတယ်ငါ့ကိုယုံကြည်တဲ့အဲ့ဒီမှာဟုတ်တော့လည်းဟုတ်ပါတယ်ဒီတနည်းအားဖြင့်တော့ဒီဥပမာခရစ်တော်ကိုယုံကြည်တဲ့အခါလူထုကြီးကလိုက်တယ်အဲ့ဒီနေရာမှာလိုက်တဲ့အထက်မှာဒီထမင်းစားခြင်းလို့လိုက်တာရဲ့အဖျားအနာပြောက်ခြင်းလို့လိုက်တာရဲ့အဲ့ဒါမျိုးရှိတယ်ဒါပေမဲ့စိတ်နှလုံးပြောင်းလဲသွားတယ်ဆိုတာအဲ့ဒီမှာအကြီးအကျယ်ပေါ်ပြထားတယ်ဒါပေမဲ့ဒီပေတရုကတရားဟောတဲ့နေ့မှာဆိုလို့ရှိရင်တော့လူ3000ပြောင်းလဲတယ်ဆိုပြီးမှလူ3000ခရစ်တော်ရဲ့လူဖြစ်လာတယ်ဆိုပြီးမှအဲ့လိုမျိုးအရေးအတွက်ပေါ်ပြခဲ့အဲ့ဒီအရာကြည့်မယ်ဆိုလို့ရှိရင်လေခရစ်တော်ဟောတုန်းကဆိုလို့ရှိရင်တကယ်ထောင်ရအသက်ရနိုင်မဲ့အရာကိုဟောနေပေမဲ့အဲ့ဒီတုန်းကသူတို့မရခဲ့ကြဘူးအဲ့ဒီသမန်တော်ဒီထဲမှာတန်ရှင်းသောဝိညာဉ်တော်ရောက်လာမှပဲအဲ့ဒီလိုမျိုးရခဲ့တာဖြစ်တယ်အဲ့တော့တာရင်ကြီးတဲ့အမှုကဒီပေတရုကလည်းစပြီးမှလုပ်ခဲ့တာဖြစ်တာအဲ့ဒါကိုတွေ့ရတာနော်ဟုတ်ပြီထားပါလို့အဲ့ဒါကတော့ခုဒီခေတ်ကြီးမှလည်းပဲတကယ်တရားဟောဆရာကြီးတွေဆိုလို့ရှိရင်တော့သိမ့်တန်းနဲ့ချီပြီးမှမကတဲ့လူတွေကိုသူတို့ကဒီလူထုတရားဟောပွဲလုပ်ပြီးမှအဲ့ဒီမှာတောင်းသိမ့်နဲ့ချီတဲ့လူတွေပြောင်းလဲတယ်အဲ့ဒီလိုမျိုးအရာကြီးရှိနေတယ်ဆိုတော့ဒါကတကယ်ကြီးသောအမှုတွေကိုခရစ်တော်ကလုပ်ပေးတာပဲဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တို့သတိထားတာကငါနာမကိုအမိပြီးမှတောင်းပါတယ်တောင်းရင်
တောင်းတပြအတိုင်းပြုမယ်ဆိုပြီးမှအဲ့ဒီ73အငယ်73ပါဆိုရင်ဂတိပေးထားတယ်အဲ့ဒီနောက်ပါဂတိပြန်ပေးတယ်လေဆိုတော့ငါဟာပြန်သွားလိမ့်မယ်ပြန်သွားမယ်ပြန်သွားတဲ့အခါမှာမင်းတို့ကိုမိဘမယ်အဖြစ်ထားခင်မှာမဟုတ်ဘူးဒါပေမဲ့ပါကိုပေးမလဲဥပ္ပစ္စေစီယာဆိုတဲ့တန်ရှင်းတော်ဝိညာဉ်တော်ပေးမယ်ဒီတန်ရှင်းတော်ဝိညာဉ်တော်တင်တို့အချင်းမှနေငါလေးပဲခဏပြောက်သွားလိမ့်မယ်နောက်ပြန်လာနေဦးမယ်သူမျိုးကပြောခဲ့တယ်အဲ့ဒါကတော့ဒီလောကသားတွေကမသိဘူးဒါပေမဲ့မင်းတို့ကတွေ့နေတယ်ငါ့ကိုယုံကြည်တဲ့လူတွေကတော့တွေ့နေအဲ့ဒါလိုမျိုးပြောခဲ့တာကမာလေးဆိုတော့တန်ရှင်းတော်ဝိညာဉ်တော်ဘယ်မီတန်ရှင်းတော်ဝိညာဉ်တော်ဆိုတာလေသူကိုယ်တိုင်လေးပဲဖြစ်တယ်ဆိုတဲ့သဘောကိုသူပြောခဲ့တာတွေ့ရတယ်အဲ့ဒီကနေပြန်အခုမန်တော်စပြည့်နယ်အပြင်အကြောင်းကိုသူကဆက်လာတာဖြစ်ပါတယ်ဟောတော့ဖြစ်ပါအဲ့တော့မန်တော်စပြည့်နယ်ပြင်အကြောင်းကိုကျွန်တော်တို့ဒီတစ်ကနေအငယ်တစ်ကနေဘယ်လောက်ကြည့်ရင်ဖတ်မလဲဆိုတော့3ကြည့်အရင်ဖတ်ရအောင်ကျွန်တော်တို့ဒီကျမ်းစာရှိတဲ့လူတွေကအတူတူဖတ်မှာကျွန်တော်ကဥဆောင်ဖတ်ပါမယ်ငါဒီမန်တော်စပြည့်နယ်ပင်ဖြစ်၏ငါခမင်းတော်ဒီလေဥယျာဉ်ဆောင်ဖြစ်တော်မူ၏ငါ၌အတိမတိသောအခက်ရှိသမျှတို့ခုတ်ပြတော်မူ၏အတိတိသောအခက်ရှိသမျှတို့ကိုတာ၍သိစေခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏တင်တို့သည်ငါဟောပြောသောစကားအားဖြင့်ယခုပြင်ရှင်းလင်းလျက်ရှိကြ၏အဲ့လိုဆိုပါရဲဟုတ်ပြီခရစ်တော်ကမှန်သောစပြည့်နယ်ဖြစ်တယ်မင်းတို့ကငါ့ကိုယုံကြည်တဲ့မင်းတို့ကအကိုင်းအခက်ဖြစ်တယ်စနည်းအားဖြင့်တော့ငါအားဖြင့်ပဲကြီးပွားတဲ့အကိုင်းကြီးဖြစ်တယ်ဆိုတဲ့ဘောပဲအဲ့ဒီနေရာမှာခမင်းတော်ကတော့ဥယျာဉ်ဆောင်ဖြစ်တယ်တနည်းအားဖြင့်တော့ဥယျာဉ်ပြုစုပေါ့နော်ဥယျာဉ်ဆောင်ဆိုတာတဲ့ဥယျာဉ်ပြုစုဖြစ်တယ်ဥယျာဉ်ကိုကြီးထွားအောင်ပြုစုစီဖြစ်တယ်အဲ့ဒီဥယျာဉ်ပြုစုတို့ကဘာလို့မလဲဆိုလို့ရှိရင်တော့အဲ့ဒီစပစ်နယ်ပင်ကိုကြည့်ပြီးမှအဲ့ဒီမှာအသိမသိတဲ့အကိုင်းကိုခုတ်ပလိုက်ပြီဟောခုတ်ပလိုက်အသိတဲ့အကိုင်းကြတော့ပူပြီးမှသိဖို့ရန်အတွက်ရှင်းလင်းပေးပြီအဲ့ဒီခါမှာဆက်ပြီးမှပြောတဲ့စကားကငါပြောတဲ့စကားအဖြစ်မင်းတို့အခုရှင်းလင်းရရှိတယ်ဆိုပြောချင်တာကတော့ကျွန်တော်တို့ဟာဒီစပစ်နယ်ပင်ဆိုတာကဒီလိုဒီပင်စီကိုပြောတာပင်စီကတော့ခရစ်တော်ဖြစ်တယ်အဲ့ဒီပင်စီကနေအကိုင်းအခက်ဒီကတော့မင်းတို့ဖြစ်တယ်အကိုင်းဒီအဲ့ဒီအကိုင်းဒီကတော့အတိမတိရင်ခုတ်ပလိုက်မယ်အတိတိရင်ပူတင်းမှုရန်အတွက်ဒီမှာမကောင်းတဲ့အရာတွေရှင်းပေးမယ်ရှင်းလင်းပေးမယ်မကောင်းတဲ့အရာတွေကိုရှင်းပေးမယ်ဒီနားမှာအနာစာရှိနေအဲ့ဒါတွေကိုပြုစုပေးမယ်ရှင်းလင်းပေးမယ်နောက်ဆက်ပြီးမှပြောတဲ့စကားကငါစကားအပြင်မင်းတို့ကရှင်းလင်းလက်ရှိဆိုရင်အဲ့ဒါဘာပြောချင်တယ်လဲဆိုတော့ဒီခရစ်တော်စီမှာစိုက်နေတဲ့ခရစ်တော်စီမှာတည်တဲ့နော်တည်တဲ့လူဟာအတိမတိရင်အခုခံရတယ်အတိတိရင်ပူပြီးမှတီးအောင်နှုတ်ကပတ်တော်အားဖြင့်ငါပြောတဲ့စကားဆိုတာနှုတ်ကပတ်တော်အားဖြင့်ရှင်းလင်းအောင်လုပ်ပေးမယ်ဆိုလိုချင်တာကတနေ့ပြီးတနေ့နှုတ်ကပတ်တော်ကိုလေ့လာမယ်နှုတ်ကပတ်တော်အားဖြင့်သက်ရှင်မယ်နှုတ်ကပတ်တော်ကြိုက်တဲ့အရာကိုသိလာတာနဲ့အများလိုက်တာအဲ့ဒါပဲအဲ့ဒီလိုမလိုက်လာနိုင်ရင်လည်းအဲ့ဒီမှာအတီးတီးဘူးမတီးဘူးဆိုတာအဲ့ဒီမှာတီးတာမတီးတာစောင့်ကြည့်အောင်ပါဘုရားကမတီးလိုက်တော့ဟိုလိုက်ပါအဲ့ဒီအရာဖြစ်တယ်ဒီတော့နလန်းပဲရှိပါတယ်ကျွန်တော်တို့ဒီမှာဘယ်တော့မှဆိုနလန်းပဲရှိတယ်အတီးတီးမတီးခုတ်လိုက်အဲ့ဒါပဲတီးဘူပြီးမှတီးဖို့ရန်အတွက်နှုတ်ကပတ်တော်အားဖြင့်တော့ပါအဲ့တော့နှုတ်ကပတ်တော်အားဖြင့်တီးတယ်ဆိုတာလည်းပဲဘယ်လိုအဖက်ကားဆောင်မှာဆိုလို့ရှိရင်တော့ဘယ်လိုပြောထားသလဲဆိုတော့အဖက်အခန်းကြီး9အငယ်26မှာဆိုလို့ရှိရင်ဘယ်လိုပြောထားသလဲဆိုတော့သူအတင်းတော်သည်တန့်ချင်းသောအပြစ်ကင်းလျက်ရှိသည်ဖြစ်၍အမြင့်အကျဉ်းတင်ခြင်းအရေးတွန့်ခြင်းမှစသည်တို့နှင့်လွတ်လပ်သည်ဖြင့်အတရေတင့်တယ်ရရှိသောအတင်းတော်ကိုခရစ်တော်သည်မိမိအားဆက်သအပ်တော်ငါနှုတ်ကပတ်တော်ရေး၌စေကြောခြင်းဖြင့်စင်ကြယ်တတ်ရှင်းစေမည်အကြောင်းထိုအတင်းတော်အဖို့အလို့ငါကိုစွန့်တော်မူ၏အဲ့ဒီနှုတ်ကပတ်တော်ဆိုတဲ့ရေအားဖြင့်ဒီအတင်းတော်ဆိုတဲ့မာရှိတဲ့လူဒီကိုတနေ့ပြီးတနေ့ဆေးပေးမယ်
ဆေးပေးပြီးမှအရေးတွက်ချင်းအညစ်အကြေးတင်ချင်းအဲ့ဒါဒီနဲ့ကင်းလွတ်အောင်လုပ်မယ်အဲ့တော့အသေးတင့်တဲ့ဒီအတင်းတော်ကိုသူ့အခုပဲသူနဲ့လက်ထပ်ဖို့ပဲအဲ့တော့သူ့အခုပဲသူကရွေးနှုတ်ခဲ့တယ်သူကေရင်ခဲ့တယ်အသေးခံနေခဲ့တာဖြစ်တယ်ပြောတယ်အဲ့ဒီတော့တနေ့ပြီးတနေ့ဘုရားရှိခိုးမှာတင့်တယ်မှုအတီးတီးမှုဆိုတာပထမတစ်ချက်ကနှုတ်ကပတ်တော်အားဖြင့်သက်ရှိဖြစ်ပါတယ်နော်နှုတ်ကပတ်တော်အားဖြင့်အဲ့ဒီအကြောင်းအရာကိုနှုတ်ကပတ်တော်အားဖြင့်အသက်ရှင်နေဆိုတဲ့နေရာမှာကျွန်တော်တို့ကအသက်ရှင်လို့မရပါဘူးကျွန်တော်စိတ်နဲ့ကြိုးစားရင်ကျွန်တော်အသိစိတ်နဲ့ကြိုးစားရင်မရဘူးဆိုတာကကျွန်တော်ကတခုတော့အရချင်းကြလိမ့်မယ်နောက်တခုမရဘူးဥပမာစိတ်ရှည်ပါဆိုရင်စိတ်ရှည်တော့ရှည်လာလိမ့်မယ်ဒါပေမဲ့မညာနဲ့ဆိုတာညာမဖြစ်ဘဲနဲ့ညာနေတတ်တယ်ဘာမှမဟုတ်တဲ့ဟာတွေလည်းညာတဲ့အရာတွေရှိတယ်ဥပမာသမင်းစားပြီးပြီလားဆိုရင်တော့မစားသေးရင်စားမှတ်ရအစီပြောင်းပြောလိုက်တာပဲအဲ့ဒါလည်းဘာဖြစ်တယ်လဲညာတာပဲဘာမှတော့သူများကတော့မထိခိုက်ဘူးဘာဖြစ်တယ်လဲဖျားရှင်းမှတော့ညာတာပဲအဲ့လိုပဲကျွန်တော်တို့ကလုပ်ကြတယ်အဲ့ဒါကတော့ကျွန်တော်တို့အပြည့်မဖြစ်ဘူးလို့ကျွန်တော်တို့အထင်ကြတယ်ဒါပေမဲ့အမှန်စတဲ့ရှင်ဘုရားပြမှာဒါဘုရားပြမှာပြင်တော့ဒါလည်းပဲဖြစ်တာပဲဘာဖြစ်လဲမညာနဲ့လူပြောတယ်ဆိုညာတာအဲ့ဒီတော့ဒီလူမျိုးအရာတွေအသေးအမွှားဘာမှသူများကိုလည်းမထိခိုက်ဘူးဒါပေမဲ့ကိုကဖျားနဲ့ကိုနဲ့အချားမှာအဲ့ဒီနေရာမှာကိုကဒီပညတ်ကိုမလိုက်နိုင်တဲ့လူဖြစ်ဒါပေမဲ့ဒါဆိုဘယ်လိုလုပ်ချင်လဲဒီနေရာမှာကျွန်တော်တို့ကအမြဲတမ်းခရစ်တော်ကိုတက်ရှိဖို့ဆက်ပြီးမှပြောပါတယ်နော်ကျွန်တော်တို့ကိုဘယ်လိုပြောသလဲဆိုလို့ရှိရင်အငယ်လေးကလည်းဆက်ပတ်ကြအောင်အငယ်လေးကလည်းငါးတပိုင်းဖြစ်ဖတ်မယ်နော်ငါဒီလေတင်တုနဂိနေနီစပိခက်ဒီအပင်၌မတီးလင်းကိုအလူအလျောက်အတီးမတီးနိုင်တကယ်တင်တုဒီငါ၌မတီးလင်းအတီးမတီးနိုင်ကြငါဒီစပိနေပြီးတင်တုဒီအခက်များဖြစ်ကြ၏အချင်းသူဒီငါ၌တည်၍ငါဒီလည်းသူ၌တည်၏သူဒီများစွာသောအတီးကိုတည်တတ်၏ကဲအဲ့ဒီပဲဖတ်ရအောင်ကဲဘယ်ခုနကနှုတ်ကပတ်တော်အတိုင်းနှုတ်ကပတ်တော်အလူအတိုင်းသက်ရှင်မယ်ဆိုတာကကျွန်တော်တို့တခါတလေမသက်မရှိနိုင်ဘူးခုနဥပမာလေးနည်းနည်းလေးပဲပြောတယ်အဲ့ဒါအများကြီးမပြောသေးဘူးအများကြီးပြောရင်အများကြီးမလိုက်နိုင်ဘူးဆိုတာမြင်လာတယ်ခုကိုသိတယ်အဲ့တော့အဲ့ဒီနေရာမှာနည်းနည်းလေးပဲပြောတဲ့အရာတော့မှကျွန်တော်တို့ညှိနေတယ်နှုတ်ကပတ်တော်အတိုင်းသက်မရှိဘူးဒါဆိုဘယ်လိုလိုက်နိုင်မလဲခရစ်တော်ကပြောခဲ့သေးတယ်ဘယ်လိုလဲမင်းတို့ဟိုရင်တော့တမဟောင်းမှာဆိုလို့ရှိရင်မင်းတို့ကြားဘူးလေသူမယားမပြစ်မနဲ့တို့ကြားဘူးလေငါပညတ်တာကတယောက်တော့သူကိုမမှန်တဲ့မျက်စိနဲ့ကြည့်ပြီးမှနော်အဲ့ဒါပြစ်မှားလေဒါပြစ်မှားပြီတဲ့စိတ်ထဲကပြစ်မှားပြီမျက်စိနဲ့ပြစ်မှားပြီဒါဆိုလို့ရှိရင်ခရစ်တော်ပညတ်တာဘုံမပြင်းဘူးလားပြင်းတယ်ဘာဖြစ်လို့မေတ္တာတော်ရှင်ဖြစ်တယ်ကေတင်ဖို့လာတယ်ဆိုပြီးမှပိုပြင်းတဲ့တရားကိုပေးရတယ်အဲ့ဒါလက်နာနိုင်တဲ့နီးရှိလို့ပေးတာဖြစ်တယ်လက်နာနိုင်တဲ့နီးမရှိဘူးလားရှိတယ်အခုဖတ်သွားတဲ့ကျမ်းပတ်ဖြစ်တယ်အခုဖတ်သွားတာကတင်တို့ဒီငါနဲ့ဒီငါတီးလေငါနဲ့ဒီလင်းတဲ့တပြစ်နေပြီလို့နော်ငါစီမှာတင်တို့ရှိရင်ငါထဲမှာရှိရင်ငါလည်းပဲမင်းတို့ထဲမှာရှိတယ်အပြန်လာဝိညာဉ်မှာအဲ့လိုဖြစ်တယ်ခရစ်တော်ထဲမှာကိုရောကိုယုံကြည်ပါတယ်ဆိုတဲ့နေရာမှာအသေးခံခဲ့တယ်3ရက်မြောက်3နေ့မှာရှင်ပြန်ထမြောက်ခဲ့ကျွန်တော်အပြစ်အတွက်အသေးခံခဲ့တယ်ဒါမှမဟုတ်ကျွန်တော်ယုံကြည်တယ်ဒါမှမဟုတ်ကိုရောဂတိထားတဲ့အတိုင်းကျွန်တော်အထက်မှာရှိတော်မူပါအဲ့ဒါကျွန်တော်တို့ဆုတောင်းရမယ်ကိုရောဂတိထားတာကျွန်တော်အထက်မှာရှိတော်အဲ့ဘက်ခန်းကြီးနဲ့အငယ်ဆက်ခွန်မှာဆိုလို့ရှိရင်တော့အဲ့ဒီပေါလုကအဲ့ဒီအဖက်အတင်းတော်တဲ့တင်တို့ဒီခရစ်တော်အထင်းခရစ်တော်ဒီတင်တို့အထင်း၌ရှိမိအကြောင်းဆိုပြီးမှခရစ်တော်ဟာတင်တို့အထင်း၌ရှိမိအကြောင်းငါဆုတောင်းပေးတယ်အဲ့လိုပြောအဲ့ဒီလိုရှိမှခရစ်တော်အားဖြင့်လိုက်နာနိုင်တာခုနကမလိုက်နာနိုင်တဲ့အရာလေးတွေတပြည့်ပြည့်နဲ့လိုက်နာနိုင်တာကျွန်တော်အထင်မှာခရစ်တော်မရှိဘူးဆိုလို့ရှိရင်ထိုဒီလူဟောင်းဆိုတဲ့ဇာတိစုကထလာပြီးမှဟာလား
အဲ့ဒါနဲ့ဘယ်မဟုတ်တာတွေလုပ်ခိုင်းတော့အဲ့ဒါပဲလုပ်ခိုင်းတာစာတန်မဝင်ရင်တော့မှအဲ့ဒီမှာဇာတိလူခေါင်းကရှိတယ်အဲ့ဒါကလုပ်ခိုင်းတာအဲ့ဒီကမှလှုပ်လိုက်တဲ့အခါမှာစာတန်ကဝင်ပေါက်ရသွားပြီဝင်လာပြီအဲ့ဒါလိုမျိုးသူကအမြဲတမ်းချောင်းနေတယ်ဘသူ့ကိုကန်စားရမလဲအဲ့တော့အဲ့လိုချောင်းတော့ဝင်လာရအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာဒီတော့ခရစ်တော်ဟာကျွန်တော်တို့အထင်းမှာရှိဘူးဒါကြောင့်မလို့ဘောလုကဘယ်လိုပြောတယ်လဲကာလာဒီအခန်းကြီး2ငွေ20မှာငါဒီခရစ်တော်နဲ့အတူလက်ဝါးကားတိုင်းမှာအသေးခံပြီသူတော်ငါအသက်ရှင်နေတယ်ငါအသက်ရှင်တဲ့နေရာမှာငါကိုယ်တိုင်မရှိဘူးခရစ်တော်ရှင်တိုင်းလာတယ်ခရစ်တော်ရှင်အဲ့ဒါခရစ်တော်ရှင်နေဆိုတော့အဲ့ဒါပဲကျွန်တော်တို့ကကျွန်တော်အသေးစိတ်နဲ့ကျွန်တော်ဘာဖြစ်လဲနဲ့မရှင်တော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်မနေ့ထကလေးကကိုရောဒီနေ့လည်းပဲကိုရောကျွန်တော်ရဲ့စာတိလို့အားလုံးကိုရောလက်ဝါးကားတိုင်းပေါ်မှာကိုရောနဲ့အတူတည်ခံခဲ့တယ်နောက်ပြီးတော့ကျွန်တော်ဟာထမြောက်ခဲ့တယ်ဒါမှမဟုတ်ကျွန်တော်အထင်းမှာကိုရောပဲတခင်ဖြစ်နေဒီနေ့လည်းအုပ်စုပါသွားလျာ၌ကိုရောအုပ်စုပါကျွန်တော်စစ်ကူးလျာ၌ကိုရောအုပ်စုပါကျွန်တော်ပြောလျာ၌ကိုရောအုပ်စုပါအဲ့လိုမျိုးတော့ဝန်ခံရပါတယ်နေတိုင်းဝန်ခံအဲ့ဒါဆိုလို့ရှိရင်အရင်တော့ကစစ်တူတဲ့လူကသိချေလာတယ်ဒီတော့စစ်ခင်းတော့ထင်းတဲ့အချိန်မဲ့သိမတူဘူးဒါပေမဲ့အဲ့ဒါလက်တော့တာနဲ့စစ်တူတယ်အဲ့ဒီလူကလည်းအလူလူနေရင်းနဲ့ခရစ်တော်ကရှင်လာတော့ပျောက်သွားတယ်အဲ့ဒီလိုမျိုးကျွန်တော်တို့ကိုအသက်ရှင်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ခါခရစ်တော်ကျွန်တော်တို့ထဲမှာရှိကြကိုလည်းခရစ်တော်တဲ့ကိုအနန္တရောအနန္တကိုတော့ကျွန်တော်ကိုပြုတ်ပြင်းခြင်းတို့ပြုတ်ပြပါတန်ရှင်းသောဝိညာဉ်တော်ဘုရားကျွန်တော်ကိုပြုတ်ပြင်းခြင်းတို့ပြုတ်ပြပါအလိုတော်ရှိတဲ့အတိုင်းပြုတ်ပြပါအဲ့ဒီခါမှာကျွန်တော်ရဲ့ဝိညာဉ်ပြုတ်ပြင်းပေးလိမ့်မယ်စိတ်ဆိုတာကအတိညာအတိစိတ်ကြရတာလေစိတ်ကူးတဲ့အရာတွေအဲ့ဒါတွေအကုန်လုံးအလိုတော်နဲ့ကိုက်ညီအောင်ပြုတ်ပြင်းပေးလိမ့်မယ်အဲ့တော့ကျွန်တော်ခန္ဓာဒီမှာရောက်လာပြီဆိုလို့ရှိတော့အဖျားနာပါกินသွားလိမ့်မယ်အာမင်ကျွန်တော်အဲ့အရင်ကတော့ကျွန်တော်ဆေးတောက်ရပါတယ်အခုဒီဘက်ကျတော့ယေရှုတော်ကြောင့်အဲ့ဒီလိုဖြစ်မဲ့လူယုံကြည်တယ်ဘာဖြစ်လို့လဲဆေးတိတောက်เสียမလို့တော့တဲ့လူဖြစ်သွားတယ်ဆေးသွားစစ်တယ်ဘာယောဂမှမရှိဘူးလို့ပြောခံရတယ်ယေရှုတော်ပဲအဲ့ဒီလိုအဲ့ဒါဘာဖြစ်လို့လဲတဖြည်းဖြည်းနဲ့ခရစ်တော်ကအခုအထင်းကိုလွမ်းမိုးလာပြီဆိုလို့ရှိရင်တော့အခုအထင်းမှာလည်းအကုန်လုံးဝိညာဉ်စိတ်ခန္ဓာဒီသုံးခုနဲ့ဖွဲ့စည်းထားတာလူကအဲ့ဒီသုံးခုသလုံးမှာတဖြည်းဖြည်းနဲ့ပြုတ်ပြင်းသွားလိမ့်မယ်လူမီတွေကခရစ်တော်နဲ့ရှိရင်အတိပြုတ်ပြင်းတော့တတ်တော်ဖြစ်၏အဲ့ဒီလိုမျိုးပြုတ်ပြင်းသွားလိမ့်မယ်ဟုတ်ပြီဒီတော့ကျွန်တော်တို့ကဒီနေရာမှာခရစ်တော်လည်းရှိမယ်ဆိုလို့ရှိရင်တော့ခရစ်တော်ဟာကျွန်တော်ဒီမှာရှိပြီးမှကျွန်တော်ကလည်းခရစ်တော်နဲ့ရှိမယ်ခွင့်ပြုထားမယ်ဆိုရင်အတီးများစွာတည်လိမ့်မယ်အတီးကဘာအတီးလဲတခုကဝိညာဉ်အတီးဟောတော့ဂလာတိကျမ်းခန်းကြီး9 20ကနေ24မှာအဲ့ဒီနားမှာကလာရီအဲ့ဒီနေရာမှာဒီဝိညာဉ်အပြီးကိုပြောထားတယ်။နောက်စာတိအပြီးကတော့ကျွန်တော်တို့မကောင်းတဲ့အရာတွေပေါ့အဲ့ဒီရှေ့မှာလေးရေးထားတယ်။အဲ့တော့ကလာရီ9အဲ့ဒီ20ကနေ24အထိတော့ကျွန်တော်တစ်ချက်လောက်ဖတ်တယ်။ဝိညာဉ်ပကတိအကျိုးမူကားဒီမှာတော့အကျိုးလို့ရေးထားတယ်။ဒါပေမဲ့ the fruit of Holy Spirit အဲ့လိုပြောတာဝိညာဉ်အသီးအဲ့မှာ the fruits of အဲ့လို plural မပြောဘူးဒီအများကြီးမဟုတ်ဘူးအနေကြီး the fruits တွေပြောတယ်အဲ့ဒါကြောင့်မလို့ဝိညာဉ်အသီးတစ်လုံးမှာအဲ့ဒီမှာပြောတဲ့အရည်ချင်းတွေအားလုံးပြည့်စုံတယ်ဆိုတဲ့ပြောပဲလူတယောက်မှာအဲ့ဒီအရည်ချင်းတွေအားလုံးပြည့်စုံတာသိပြီလို့ပြောတာတခုပြီးမှတခုရတာမဟုတ်ဘူးအားလုံးပြည့်စုံတာပြောတာအဲ့ဒီတော့အဲ့ဒီမှာဝိညာဉ်ပကတိကျိုးမူက
ချစ်ချင်းဝမ်းမြောက်ချင်းညီသက်ချင်းစိတ်ရှည်ချင်းကျေးဇူးပြုခြင်းသူများကိုကျေးဇူးပြုတာကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနုညံ့တင်ဝင်ခြင်းကာမဂုဏ်ချုပ်ပြီးခြင်းပေဒီသူတို့တော့အချင်းကိုအပေတရားမှမမြစ်တာအဲ့ဒီကြအဲ့ဒီမှာ9ခုပဲ9ခုအဲ့တော့ကြောင့်မလို့ဒီဝိညာဉ်ထဲမှာတင်တော့အရေးချင်း9မျိုးရှိတယ်ဝိညာဉ်အသီးမှာအဲ့ဒီအရာကျွန်တော်တို့ရလာမှာဖြစ်တယ်ဟုတ်ပြီ24မှာနော်24ကိုဖတ်ခြင်းနဲ့ခရစ်တော်နဲ့ဆက်ဆိုင်သောသူတို့ဒီစာတိပဂတိကို၎င်းစာတိပဂတိစိတ်များအလိုဆန္ဒကို၎င်းလက်ဝါးကားတိုင်းမှာရိုက်ထားကြပြီတဲ့အဲ့ဒါပဲဟုတ်ပြီနော်အဲ့ဒီဝိညာဉ်ပဂတိအကျိုးရဖို့ကလက်ဝါးကားတိုင်းမှာစာတိလူကိုရိုက်ထားပြီခုနကကျွန်တော်ပြောတယ်တွေ့တယ်အဲ့ဒါရိုက်ထားတယ်ဒီမှာလည်းအဲ့လိုပြောတယ်ဒီတော့ကျွန်တော်ဝိညာဉ်အတီးလာလိမ့်အဲ့ဒီဝိညာဉ်အတီးဖို့ကစာတိလူကိုလက်ဝါးကားတိုင်းမှာမနဲ့တန်းရိုက်ကိုရောအသေးခံခဲ့တော့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မလို့ကျွန်တော်အထင်မှာအဲ့ဒီစာတိလူလုံးဝမထလာပါစေနဲ့ကိုရောပဲကျွန်တော်အထင်မှာအရှင်သခင်ပြည့်တဲ့အသက်ရှင်ပါဆိုတော့အဲ့လိုကျွန်တော်တို့မနဲ့အဲ့ဒီနောက်ထပ်တစ်ခုဝိညာဉ်အတီးကပါလဲဆိုလို့ရှိရင်တော့ဒီနှုတ်ကပတ်တော်ဒီနှုတ်ကပတ်တော်ဒီဆိုတာကဒီ music ကြီးတဲ့ဥပမာဒီမာကုကျန်ခန်းကြီး၄မှာဆိုပြီး music ကြီးတဲ့ဥပမာရေးထားတယ်အဲ့ဒီ music ကြီးတဲ့ဥပမာမှာအခြေအနေ၄မျိုးရေးထားတယ်မာတဲ့မြေနောက်ပြီးတော့မာတဲ့မြေဆိုတာမာသောနှလုံးသားဖြစ်တယ်အဲ့ဒါမရှိနဲ့အဲ့တော့တင်တော်မြေကြောက်ဆောင်ပေါ်တဲ့မြေဆိုတာကမြေတင်လေးပဲရှိတယ်အဲ့ဒါကပေါက်လာတယ်ဒါပေမဲ့နေဘူးကြီးခြောက်သွားတယ်အမြင့်မဆွဲဘူးအဲ့ဒါလည်းမရှိနဲ့နဲ့ချမ်းရှိရမယ်အဲ့နောက်ဆိုးပေါ်တော်မြေဆိုရင်တော့လောကီဆိုရင်ချင်းငါဘယ်လိုစားရမလဲဘယ်လိုလုပ်ရမလဲငါသူများနဲ့ဆိုတော့ဘယ်လိုနေရမလဲဆိုပြီးမှအဲ့ဒါဒီကြောင့်မို့လို့အဲ့ဒီနှုတ်ကပတ်တော်အတိမတိနိုင်အောင်အပင်မပွားနိုင်အောင်ညင်းစေပေးတယ်ဒါပေမဲ့ကောင်းတဲ့မြေထဲမှာကြာသွားတဲ့အစီကအစ30အစ60အစ100ပွားသွားတယ်အဲ့တော့ကျွန်တော်တို့ဟာကိုရောကျွန်တော်နှလုံးသားကိုနှလုံးသားမြည်ပဲအဲ့ဒါနှလုံးသားဒါမှမဟုတ်နှုတ်ကပတ်တော်ကိုတတ်ခြင်းတယ်ပွားခြင်းတယ်ဆိုလို့ရှိရင်တော့နားလေခြင်းတယ်ဆိုရင်ကျွန်တော်နှလုံးသားပြုပြင်ကျွန်တော်နှလုံးသားကိုကျွန်တော်ပြုပြင်လို့မရဘူးဘာလို့ပြုပြင်နိုင်မှာလဲခရစ်တော်ပဲပြုပြင်နိုင်မယ်ဘုရားသခင်ပဲပြုပြင်ကိုရောရဲ့နှလုံးသားကျွန်တော်ကိုပေးပါအဲ့ဒါတောင်းပါအဲ့ဒါဆိုလို့ရှိရင်ကိုရောရဲ့နှလုံးသားသူကပေးတယ်ကျွန်တော်တို့ကိုသူ့နှလုံးသားပေးပြီးမှသူ့လူပဲဖြစ်စေချင်တယ်ခရစ်တော်ကအဲ့ဒါကြောင့်ကျွန်တော်တို့ဟာအဲ့ဒီမှာသူ့နှလုံးသားရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနှုတ်ကပတ်တော်ပွားတဲ့မြင်သွားလိမ့်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်နှုတ်ကပတ်တော်အတိအများကြီးပြီးသွားပြီနောက်တစ်ခုအတိရှိသေးတယ်ကျမ်းစာမှာရေးထားတာအဲ့ဒါအလူတဲ့အတိဟုတ်ပြီနော်အဲ့ဒီအလူတဲ့အတိအဲ့ဒီမှာနိကောအခန်းကြီး9အငယ်6ကနေ10မှာရေးထားတယ်နိကောအခန်းကြီး9အငယ်6ကနေ10ကြားမှာရေးထားတယ်အဲ့ဒါကတင်တို့ဒီမလူပဲမနေရဆိုတော့စိတ်နဲ့မလူနေအဲ့ဒီ music စိုက်ရေးပါအဲ့ဒီမှာအလူတာကို music ရေးတယ်အဲ့ဒီမှာလည်းပေါ်ပြထားတယ်အဲ့တော့ music ရေးတယ်ဆိုတာကအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဖျားတောင်းလာလူတွေတာဒီမှာဟိုမှာထပ်ထပ်ကားကောင်းတယ်ဘာဖြစ်လို့လဲကြိုတင်ပြီးမှပြင်ဆင်ရတယ်လာကောက်မှဒီလိုအိမ်လိုက်တာမဟုတ်တော့ဘူးဟုတ်လားကြိုတင်ပြီးမှပြင်ဆင်ပြီးမှဒီမှာလာထည့်ရအဲ့တော့အဲ့ဒါကျွန်တော်တို့ကြိုတင်ဖျားတောင်းလာဖို့ဆိုလို့ရှိရင်ကျွန်တော်ကြိုတင်ဘလောက်ထည့်ပြီးပါဆုတောင်းပြီးမှထည့်ရတယ်ကိုတော့ဒီကြောင်ကိုတော့လို့တယ်စေဖို့တပုကတော့စေဖို့တပုတယ်ပေးမယ်နော်ဟိုအလူတဲ့မွေးရောအလူကတော့အဲ့ဒီတော့တန်တဲ့အလူလေးရှိသေးတယ်ကျွန်တော်တို့ဒီလူလေးက music ချေးတယ်ဆိုတာကဘုရားသခင်ကျွန်တော်အကျွေးတင်နေတယ်ကျွန်တော်အကျွေးချေးဖို့အတွက် level ကျွန်တော်ကိုလည်းလှုပ်ဆောင်ပေးပါဦးကျွန်တော်လည်း music ချေးပါမယ်တကယ်ပဲအဲ့လိုမျိုးအရာတွေဖြစ်တယ်ဒါတော့ကျွန်တော်
TikTok မပြောချင်ဘူးဒါပေမဲ့မပြောရင်လည်းဟုတ်လားမဖြစ်လို့ကျွန်တော်နည်းနည်းလေးပဲပြောမယ်နော်ကျွန်တော်ခြေဖို့တခုကတော့တရားဟောဆရာမလို့မန်အောင်တော့ကြိုးစားတယ်ပေါ့နော်တရားဟောတယ်အဲ့တော့ဒါပေမဲ့အဲ့ဒီအချိန်မှာတိတ်ဘာဖြစ်တယ်လဲကျွန်တော်မှအခက်ခဲနေရှိချက်ကွက်တိပဲတလားစင်လည်းကွက်တိပဲအပူလည်းမရှိလာဘူးအဲ့ဒီခါနောက်ကြတော့ကျွန်တော်တရားဟောဆရာပဲနဲ့ဘာဖြစ်တယ်လဲနည်းနည်းဘူပြီးမှလူရောမဖြစ်ဘူးလားဒါမှမဟုတ်နောက်တပုလူမဲ့နောက်တပုလူကြည့်အဲ့လိုပဲနောက်တပုလူလာတဲ့အခါကျတော့လူများလည်းဘာလဲစက်တီးဖို့မရှိတော့ဘူးစားလို့တောက်ကြတာအခုတည်းဒီအဲ့လိုပဲနောက်တပုလူတွေနှစ်ပုလဲလူတွေအဲ့လိုမျိုးပေါ့တော့အဲ့လိုမျိုးဒါကဒီဘုရားကျောင်းမှာလူတဲ့အဆောင်ပြောတာမဟုတ်အဲ့ဒါကိုတက်ထားပြီးမှတက်အမှုတော်တဲ့အသုံးပြုပေးတယ်အဲ့လိုမျိုးကျွန်တော်2003ခုနှစ်ကတည်းကအဲ့ဒီစီရင်ကအခုအထိရှိတယ်ခုကျွန်တော်ကွန်ပျူတာထဲမှာလည်းပါတယ်စီရင်တဲ့ပုံမှာဘယ်သူကဘလောက်အသေးစိတ်ကစားအဲ့လိုမျိုးရေးထားအဲ့တော့အဲ့ဒီအရာအဲ့လိုလောက်လာတဲ့အခါမှာဟုတ်ပြီနော်အဲ့ဒီလိုလောက်လာတဲ့အခါမှာကျွန်တော်မှာပတ်စံခက်ခဲဆိုတာမရှိတော့ဒါပေမဲ့ချမ်းသာသလားဆိုရင်မချမ်းသာဘူးဒါပေမဲ့အခက်ခဲရှိသလားမရှိဘူးကျွန်တော်အမှုတော်လုပ်ရမယ်တွားရမယ်ဆိုလို့ရှိရင်ကြိုတင်ပြီးမှဘုရားကခရီးစဉ်ပေးတယ်နောက်ပြီးတော့အာတီခရီးတွားဖို့ပေါ်လာပြီကျွန်တော်ဆုတောင်းမယ်လို့ပြောပြီးဆိုပြီးရှင်ဘုရားတခင်ဒီခရီးကိုကျွန်တော်တွားစီရင်တွားဖို့စီရင်ပေးနောက်ပါတင်ရမယ်ဆိုတာပဲပြောပြအဲ့လိုတောင်းပြီးမှအဲ့ဒီခါကျတော့တကယ်ပဲဘုရားကပေးလာတယ်ဘူအောင်ပေးတယ်အဲ့ခါကျတော့တွားတယ်မငင်းတော့ဘယ်လိုလဲအဲ့လိုအဖြစ်ဖြစ်လာတယ်ပေါ့နော်အဲ့ဒါကဘာဖြစ်လဲတော့ဘုရားအလုပ်လုပ်တာပေါ့နော်အဲ့တော့မျိုးဒါနဲ့မျိုးစေ့ကြေးချင်းရဲ့အကျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်နော်အဲ့ဒါကြောင့်လို့ကျွန်တော်တို့ကြေးပါသူများတအားခက်ခဲတဲ့လူကိုပေးတာလဲကြေးတာပဲကိုညီတာလဲနောက်ပြီးတော့အမှုတော်ထဲမှာပါဝင်တာလဲကြေးတာပဲဒါပေမဲ့တချို့သောလူတွေကိုပေးလိုက်တယ်ကြေးလိုက်တယ်ဥမာအဲ့ဒီမှာလဲဘသူ့ကိုကြေးရမယ်ဆိုတော့ကဖရားတခင်လမ်းပြလိမ့်မယ်ဝိညာဉ်တော်လမ်းပြလိမ့်မယ်အဲ့ဒါအရင်ဆုတောင်းပါဆုတောင်းပြီးမှအဲ့လိုပဲအဲ့ဒါကအကောင်းဆုံးပဲဖြစ်တယ်နော်ဟုတ်ပြီအဲ့လိုမျိုးစေ့ကျင်နောက်တစ်ချက်ငါးကနေငါးအဲ့ဒီခုနနောက်တစ်ချက်အဲ့ဒါ music ကျတဲ့အကြောင်းပေါ့နော်ပြီး crypto night ရှိပြီးမှ crypto လည်းခုအချိန်မှရှိရင် music ပေါက်လာတယ်နော်မျိုးစုံတော့ music ပေါက်ဖြစ်တဲ့ဟုတ်ပြီဆက်ပြီးမှငါးတစ်ဝက်ကနေအောက်ပိုင်း6ကိုဖတ်ရအောင်ငါနဲ့ကွာလင်တင်တို့ဒီအပေမှုကူများမတတ်နိုင်ကြငါနဲ့မတည်သောသူဒီတွေ့ချောက်သောအခက်ကဲ့သို့အပြင်သို့လွင့်ပစ်ခြင်းခံရ၏သူတို့သောအခက်တို့ကိုလူတို့ဒီစုတင်၍နိကျေတို့ချလိုက်တာတပြည့်မီးလောင်ခြင်းတို့ရောက်ခရစ်တော်နဲ့ခွာရင်မင်းတို့ဘာမှမတတ်နိုင်ဘူးခရစ်တော်နဲ့ခွာရင်ခရစ်တော်ကအပြင်နဲ့ခွာရင်မတတ်နိုင်ဘူးကျွန်တော်တို့ကဘုရားသခင်ကမခုတ်ပြစ်ပဲလေခုပါတာကိုဆွဲလို့ပြီးမှအပြင်ထွက်သွားတာရှိတယ်ဟုတ်ပြီနော်အဲ့ဒါကိုပြောချင်တာကျွန်တော်တို့ကဒီလိုမျိုးလုပ်တယ်ဘုရားရဲ့ဆင်းမှာခရစ်တော်ဆင်းမှာမတည်ပဲနဲ့ခရစ်တော်ဆင်းနဲ့ဆွဲလို့ချင်တယ်အဲ့ဒီကနေချက်သွားချင်အခုရှိကလို့လိုက်အဲ့ဒါလို့ဆိုလို့ရှိရင်မင်းကွာသွားပြီးမှနောက်ဆုံးကြတော့အပြင်ကိုရောက်သွားတယ်နောက်တော့ဘာလို့လဲတွေးချောက်ပြီးမှအဲ့ဒါကိုလူတွေကစုပြီးမှဒီရှုပ်လိုက်တယ်အတိုင်းပဲဖြစ်သွားလိမ့်မယ်အဲ့ဒါကြတော့တိတ်ပြီးမှအဲ့ဒါကြတော့တနည်းအားဖြင့်တော့ဒီခြေဆောင်ချင်းလည်းမပါသွားဘူးနောက်ပြီးတော့ဒီယာတိကျမ်းအခန်းကြီး20မှာရေးထားတဲ့အတိုင်းတရားစီရင်ခြင်းမှာလည်းပါသွားလိမ့်မယ်အဲ့ဒီမှာတရားစီရင်ခြင်းနောက်ဆုံးယာတိကျမ်းအခန်းကြီး20မှာလည်းအောင်းစရာကောင်းတယ်20နောက်ဆုံးအခန်းကြီးနော်နောက်ဆုံးအခန်းကြီးဘယ်လိုလဲ25မှာဆိုလို့ရှိရင်လည်းဒီခုပါအပြင်၌ကခွေးဖြစ်တော်သူပြုစားတတ်တော်သူမတရားသောမြေထုံနဲ့မိဝေတော်သူလူအသက်တတ်တော်သူရုပ်ချုပ်ကူးွယ်တော်သူတစ္ဆာပြတ်တော်သူနိတ္တတော်သူအပေါင်းလူရှိကြ၏အဲ့ဒီနေရာဒီသူကောင်းကင်ဘုရားလည်းဒီပြောတယ်အပြင်မှာရှိတဲ့လူဒီပြောတယ်အဲ့ဒီလူတွေကမီးထဲပြချနေရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဟာဒါပေမဲ့ဒီကျွန်တော်တို့ဟာဒီမကောင်းတဲ့အရာတွေဘုရားစကြိုက်တဲ့အရာတွေကျမ်းစာကခွင့်မပြုတဲ့အရာတွေမလုပ်ရဘူးဒါပေမဲ့လုံမိပြီဆိုလည်းပဲတောင်းပန်ရင်ဖိလစ်ပေးပြီ
ပါတယ်အဲ့တော့တောင်းပန်ပြီးရင်ပြန်ပြီးမှခရစ်တော်ကိုတီအောင်ကျွန်တော်ဆုတောင်းမယ်နေ့တိုင်းခရစ်တော်နဲ့အသက်ရှင်ခရစ်တော်ကျွန်တော်အထက်မှာရှင်ပါဘူရောရဲ့အလိုအတိုင်းဖြစ်စေပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဟာအဲ့ဒီလိုပြခရစ်တော်နဲ့တွားနေတဲ့သူဖြစ်သွားလိမ့်မယ်ခရစ်တော်နဲ့တွားနေတဲ့လူဆိုလို့ရှိရင်တော့အရာမှာကျွန်တော်တို့ဆက်ပြီးမှအတိအကျလာလိမ့်မယ်ဆက်ပြီးမှဘာပြောတယ်လဲဆိုလို့ရှိရင်တော့ခုနှစ်ကနေဆက်တိကိုဖတ်ပါမယ်တင်တို့ဒီငါ၌ဒီငါစကားဒီတင်တို့၌ဒီတင်တို့ဒီတောင်းချင်သမျှကိုတောင်းယူရကြလိမ့်မယ်တင်တို့ဒီများတော်သောအတိကိုပြီးသောအဖြစ်ငါခမင်းတော်ဒီပုံတော်ရှင်ရှားတော်မူ၍တင်တို့ဒီလည်းငါတပည့်မှန်သိကြလိမ့်မယ်ခမင်းတော်ဒီငါကိုချစ်တော်မူတဲ့ကဲ့သို့ငါဒီတင်တို့ကိုချစ်၏ငါ၏ချစ်ချင်းမြတ်တာ၌ပြီးနေကြတော့ငါဒီငါခမင်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍ခမင်းတော်၏မြတ်တာ၌ပြီးနေတဲ့ကဲ့သို့တင်တို့ဒီငါပညတ်ကိုစောင့်ရှောက်ရင်ငါမြတ်တာ၌ပြီးနေကြလိမ့်မယ်တင်တို့၌ငါဝမ်းမြောက်စရာအကြောင်းပြည်စေခြင်းကတင်တို့ဝမ်းမြောက်စရာအကြောင်းစွန့်လင်းစေခြင်းက၎င်းဤစကားကိုတင်တို့အားငါဟောပြော၏မင်းတို့ဝန်တာမင်းတို့ဖြစ်ထွန်းဖို့အတွက်တည်တည်ဖို့အတွက်တောင်းချင်သမျှတောင်းလို့ရဖို့အတွက်ငါကဒီနေရာမှာဒါဤစကားကိုငါပြောတယ်ဟုတ်ပြီဒီနေရာမှာအခုနောက်ဆုံးပြောတော့တဲ့အချက်ကမင်းတို့ကငါအထေးမှာတည်ပြီးမှငါရှိမှတည်နေပြီးမှငါနဲ့အတူတူရှိနေပြီးမှတလုံးတော့ဖြစ်နေပြီးမှငါစကားဟာတင်တူးနိုင်တည်အဲဒီမှာငါစကားတင်တူးနိုင်တည်အဲ့ဒီခါမှာခရစ်တော်ကိုယ်တိုင်လည်းပဲသူကသူ့သဘောနဲ့သူမလုပ်ဘူးလို့ပြောတယ်။ဒီယောဟန်ကျမ်းမှာညနေပါတယ်၄-၅နေရာမှာသူ့သဘောနဲ့သူမလုပ်ဘူး။ခမင်းတော်ကပြောတဲ့အတိုင်းတလောက်ပဲလုပ်။ခမင်းတော်ကပြတဲ့အတိုင်းလုပ်။ခမင်းတော်ကပညတ်တဲ့အရာကိုသူလုပ်တယ်။အဲ့ဒီသဘောကိုပြောတယ်။အဲ့ဒီတမ်းမို့လို့ယောဟန်ကျမ်းကတားထူးဆန်းတဲ့အကျမ်းတစ်ခုဖြစ်တယ်။တနေရာမှာဖတ်ပါဒီယောဟန်ကျမ်းပဲအခန်းကြီး7အငယ်49မှာဖတ်49 50ကိုဖတ်ပါကျောင်းမူကားငါဒီကိုအလိုအလျောက်ခေါ်ပြောသည်မဟုတ်ငါကိုစေလွတ်တော်မူသောခမင်းတော်ဒီအပေသူဆုံးမဟောပြောရမည်ကိုပညတ်ပေးတော်မူ၏ပညတ်တော်တလောက်ပဲခေါ်တော်တယ်အပူလည်းမထိနေရော့လည်းမပြောနေအဲ့လိုအဲ့ဒီဟောလေကျွန်တော်တို့ဒီတရားဟောတဲ့လူဒီလည်းပဲဖယားကပြောခိုင်းတလောက်ပဲပြောတယ်အဲ့ဒီထက်ဘူးလည်းမပြောဘူးကိုစစ်ကူးနဲ့ကိုစစ်ကူးရင်ပြီးမှဟောဖို့ဟုတ်ဘူးဖယားကဖွင့်ပြပေးတလောက်အဲ့ဒီတော့ခမင်းတော်ဤပညတ်တော်ဒီထာဝရအသက်ဖြစ်ဒီကိုငါသိအဲ့ဒီမှာအဲ့ဒီတခြားနေရာမှာဆိုတော့ယုံကြည်ခြင်းအဖြစ်ထာဝရအသက်ရတယ်လို့ပြောတယ်ဒါပေမဲ့ဒီနေရာမှာကခရစ်တော်ပြောတာကခမင်းတော်ရဲ့ပညတ်တော်ဟာထာဝရအသက်ဖြစ်ဒါဆိုရင်ခမင်းတော်ကဒီလိုလုပ်ပါလို့ခိုင်းတဲ့အရာဟာထာဝရအသက်ဖြစ်တယ်ဒါတော့အကျဉ်းသူဒီနောက်ဆုံးဒီပြည်ကြီးတဲ့သူကထာဝရအသက်ရအဲ့ဒီဒီပြောချင်တယ်ဒါတော့လိုက်လျှောက်လို့ပြောချင်တာဖြစ်တယ်အဲ့ဒီတော့ဆက်ပြီးမှခမင်းတော်မှာထားတဲ့အတိုင်းကိုခေါ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီနှုတ်ကပတ်တော်ကပြောတဲ့အတိုင်းကျွန်တော်တို့ကလှုပ်ဆောင်ရမှာဖြစ်တယ်ပေါ့နော်နှုတ်ကပတ်တော်ကပြောတဲ့အတိုင်းအဲ့ဒီတော့ဒီစကားကိုပြန်ပြီးမှတိပြောဟန်အခန်းကြီး3:20နှစ်ပါလေအဲ့လိုမျိုးပေါ်ပြထားတာတွေ့ရတယ်တိပြောဟန်အခန်းကြီး3:20နဲ့ကျွန်တော်ဖတ်ပါမယ်ငါတို့ဒီပညတ်တော်ကိုစောက်ရှောက်၍နိတ္တတော်မူသောအကျင့်တို့ကိုကျင့်တော်ကြောင့်သုတောင်းသမျှကိုဘုရားသခင်ထံတော်မှရကြ၏ငါတို့ဟာပညတ်တော်ကိုစောက်ရှောက်တယ်စောက်ရှောက်တယ်ဆိုတော့လိုက်နာတယ်နိတ္တတော်မူတဲ့အကျင့်တွေကိုကျင့်တယ်အဲ့ဒီခါမှာသုတောင်းသမျှကိုရကြတယ်ပညတ်တော်စောက်ရှောက်တယ်ဘုရားကြိုက်တဲ့အကျင့်ကျင့်တယ်အဲ့တော့သုတောင်းတယ်ရအဲ့လိုအဲ့ဒီမှာပညတ်တော်ဆိုတဲ့စကားလုံးဟာအင်္ဂလိပ်လို commandment လို့ပြောတာ commandment ဆိုတဲ့နေရာမှာဒီတမဟောင်းမှာဆို10 commandment ပညတ်တော်7ပါအဲ့ဒီတမတိမှာဆိုရင်ပညတ်တော်တွေရှိတယ်
အဲ့ဒီပညတ်တော်တွေကပါနေလေဆိုလို့ရှိတော့နော်ဒီပညတ်တော်တွေအများကြီးရှိတဲ့ထက်ကအရေးကြီးတဲ့အရာတစ်ခုကိုနော်ကျွန်တော်ပြောပါတင်းဒီပါလေတင်းရဲ့ဘုရားသခင်ထောင်ရဘုရားကိုစိတ်နှလုံးရှိသည်များအစွမ်းတတ္တိရှိသည်များနဲ့ချစ်လို့ဒါပညတ်တော်တမဟောက်တန်းကိုချုပ်ပလိုက်ကိုယ်နဲ့ဆက်ဆိုင်တော့ဆိုလို့ကိုယ်နဲ့အမြတ်ချစ်လို့ဒါဒုတိယချက်အဲ့ဒါကကိုယ်နဲ့ဆက်ဆိုင်တော့ဆိုလို့ဆိုတာကအဲ့ဒါကိုဆက်ချင်းတဲ့အပိုင်းမှာဆိုလို့ရှိတော့ဒုက္ခရောက်နေတဲ့လူတွေကိုကိုညီပါအဲ့ဒါဒီယုံကြည်သူမယုံကြည်သူပြောတာမဟုတ်ဘူးကိုယ်လုံးဒုက္ခရောက်နေတဲ့လူကိုညီပါအဲ့ဒါတတိယချက်ကငါဒီတင်တို့ကိုချစ်တယ်လို့တင်တို့အချင်းချင်းချစ်ကြတော့အဲ့ဒါကယုံကြည်သူအချင်းချင်းချစ်ကိုပြောတာညာမဖြစ်နဲ့ချစ်ပါမဟုတ်ဘူးအခုချိန်မှာတော့ဟိုအတင်းတော်ထဲမှာပြဿနာတွေပြီးမှရံဖြစ်တာတွေခဏခဏပေါ့ဒါလည်းပဲစာတန်လုပ်ဆောင်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကသိရဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ဟာဒီဟာရကိုလည်းဖြည့်ရှင်းတတ်ဖို့ပြုပါတယ်နော်ဟုတ်ပြီနောက်တစ်ခါပါပညာရှိတဲ့လူတွေဆိုတော့တင်းတို့တွေတွား၍လူမျိုးတကာကငါတပည့်ဖြစ်စေခြင်းဟာတွင်တင်ပြီးမှတဲ့ယုံကြည်လာတဲ့လူကိုခမင်းတော်တားတော်တန်ရှင်းတော်ဝိညာဉ်တော်အားဖြင့်ပတ်သက်ဆံကိုပေးပါအဲ့နောက်တို့ဒီငါပေးသမျှတော့ပညတ်တော်စုကိုစောက်ရှောက်နိုင်ရန်ဆုံးမဩဝါဒပေးပါငါပေးထားတဲ့ဒီပြောထားတဲ့အရာတွေကိုလိုက်နာနိုင်ဖို့ရန်အတွက်သူတို့ဆုံးမဩဝါဒပေးပါဆိုတာကအင်္ဂလိပ်လိုဆိုတော့ teach သင်ပေးပါသင်ပေးပါဒါပေမဲ့တမတိမှာပေးထားတဲ့ဒီခရစ်တော်ပြောထားတဲ့ပညတ်တော်ကြီးဖြစ်တယ်ခရစ်တော်ပြောထားဒါနဲ့ဘောလို့ပြောထားတဲ့ပညတ်တွေလည်းရှိတယ်အဲ့ဒီတော့ဒီအရာတွေကိုစောက်ရှောက်နိုင်ဖို့ဆိုတာကဘသူရှိမှစောက်ရှောက်လို့ရတယ်လေခုနကပြောပြီးတန်ရှင်းသောဝိညာဉ်တော်ရှိမှစောက်ရှောက်လို့ရတယ်ခရစ်တော်ရဲ့ခွန်အားနဲ့မှစောက်ရှောက်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်ကခရစ်တော်နဲ့သက်ရှင်တဲ့ခရစ်တော်နဲ့သက်ရှင်တဲ့ဖြစ်ရမယ်အဲ့ဒီတော့မှပဲစောက်ရှောက်လို့ရတယ်ကျွန်တော်ခွန်အားနဲ့ဘယ်တော့မှမရဘူးဒါမှမဟုတ်ကိုတော်ဘုရားကျွန်တော်အခင်မရှိပါကျွန်တော်ရဲ့အမားတွေအကုန်လုံးဒီဟာခွင့်လွှတ်ပေးပါတောင်းပါမှာပြေးတာခုမပြီးလည်းအောက်ခုတော့မသွားပြီဒီဟာတောင်းပါနဲ့အဲ့လိုတောင်းပါအဲ့တော့ခုတော့ကျွန်တော်ထင်ပါပဲမြေးပြီးနေပါအဲ့ဒီလိုနဲ့အသက်ရှိရင်အရာဟာအဲ့ဒီခါမှာကောင်းတဲ့အကျင့်ကျင့်လာနိုင်တယ်ကျင့်လာနိုင်ပြီဆိုလို့ရှိရင်တော့ခရစ်ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ကဆုတောင်းရမှာဖြစ်တယ်ဆုတောင်းတယ်ဆိုတာခုအလိုဆန္ဒအရဆုတောင်းဖို့မဟုတ်ဘူးဝိညာဉ်တော်ရဲ့အလိုနဲ့ဆုတောင်းရမှာဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ရတယ်ဒါမဲ့ကိုယ်စင်ခံဖို့အတွက်မဟုတ်ဘူးဖယားအမှုတော်မှာအများကြီးပါဝင်နေဖို့အတွက်ဆုတောင်းအဲ့တော့ကိုဟာလေလုတ်တယ်လို့လည်းငါဖယားအတွက်လုပ်တယ်ဆိုပြီးရဘာဖြစ်လို့လဲအဲ့ဒီလေလုတ်ခြင်းအပြင်သူဟာကြီးပွားလာတဲ့အခါမှာဖယားအမှုတော်မှာအများကြီးပါဝင်နောက်ပြီးတော့ဖယားရဲ့ဘုန်းတော်ကိုထင်ရှားတယ်အဲ့ဒီတွေလုပ်တယ်ကျွန်တော်အလုတ်သမားလုပ်တယ်ကျွန်တော်အဲ့ဒီအလုတ်သမားလုပ်ချင်းဟာလည်းဖယားဘုန်းတော်ထင်ရှားလို့ပဲလို့ထင်ရှားမလဲအလုတ်သမားထင်ရှားတာပေါ့ကိုယ့်ရဲ့ကောင်းတဲ့အချစ်တွေကိုပြပြီးမှသူများကိုအဲ့ဒါလိုပြတယ်အဲ့ဒီခါမှာပြန်ပြီးမှကိုယ့်ရဲ့အကျင့်ကိုကြည့်ပြီးမှဒီအလုတ်ရှင်ကိုကျွန်တော်နှုတ်ကပတ်တော်တနည်းအားဖြင့်အဝံဂေလိတရားကယ်တင်ခြင်းတရားကိုကျွန်တော်ပြောပေးနိုင်တယ်ဘုဒ္ဓမြတ်ဒီဆရာမဘုရားသုံးပြုတဲ့ဆရာမတယောက်တက်တဲ့ခံတဲ့အခါသူ့ကိုတဲ့ကရင်မတယောက်ကသူ့ကိုအဝံဂေလိတရားပြောလို့သူပြောင်းလေးလာတာအဲ့ဒီကရင်မကဘာလို့တလဲတိမ်မှာသူအင်းပေါ်တော်လို့တော်လို့ပြီးမှအဲ့ဒီမှာသူကတက်လိုက်ဆုံးသူတက်တိုင်းတလောက်ကောင်းလုပ်ပေးတယ်လုပ်ပေးပြီးမှသူ့ကိုအင်ရှင်ဒီခင်မလာတဲ့အခါမှာအင်ရှင်ဒီကိုပါပြောတယ်လေအေဝံဂေလိတရားပြောတယ်ကဲတင်ချင်းတရားကိုသူကောင်းပြောပြပြီးမှအဲ့ဒီအင်ဟာပြောင်းလဲသူဖြစ်သွားပြီဆိုတာနဲ့သူအဲ့ဒီအင်ကဖြစ်သွားပြီခြားရင်တော့လို့မယုံကြည်တဲ့အင်တော့လို့အဲ့လိုမျိုးနဲ့တင်အင်ပြီးတဲ့အင်လုံးနေတဲ့သူတွေကဲသူလောက်ကဖယားကပေးထားတာအင်ခေါ်လို့နှိမ့်ချသွားတဲ့အလုပ်လုပ်ရမယ်အလုပ်ကိုသူကိုပေးထားတယ်သူလုပ်ပြီးမှသူဖယားရဲ့ဘုန်းတော်တဲ့အဲ့လိုလုပ်သွားတာအဲ့တော့
GG ကိုအတွက်စိန်ခံဖို့နောက်ပြီးတော့ဒီလိုချမ်းသာဖို့တော့ပဲကျွန်တော်တို့ကတောင်းကြတယ်အဲ့ဒါလေးပဲဖခင်ကပေးတယ်ဒါပေမဲ့အဓိကတော့ဖခင်အမှုတော်အတွက်ဘာဝင်ဖို့ဖူးစားပေးအဲ့လိုကိုတောင်းပါအဲ့ဒီဟာမဟာကြီးရတော့အဲ့တော့နောက်ပြီးတော့နောက်ဆုံးသူကတောင်းချင်တယ်များတောင်းတော့တောင်းရင်ရကြလိမ့်ဆွေတဲ့နေရာအမှုတော်ဆောင်ဒီကိုလည်းတောင်းပေးပါအဲ့ဖက်ကျမ်းမှာပြောထားတယ်ငါတို့သူတောင်းပြီးမှစောက်ချောက်ပါငါဟာနှုတ်တက်ပြီးရှိပြီးမှပြောနိုင်တဲ့အကြောင်းပြောရဖို့ရန်အတွက်သူတောင်းပေးပါလို့အဲ့ဖက်ကျမ်းအခန်းကြီး6မှာရေးထားဘောလူကအဲ့ဖက်ယုံကြည်သူဒီကိုအဲ့လိုတောင်းခဲ့အဲ့တော့ကျွန်တော်တို့အမြဲတမ်းဖယားအသုံးပြုတဲ့ဆရာဒီကိုလည်းပဲတောင်းပေးပါသူတောင်းပေးပါအဲ့ဒါကအမှုတော်ထဲမှာပါဝင်တာပဲဖြစ်သွားတယ်အဲ့ဒီလူကဘာဖြစ်လဲအဲ့ဒီလူကလွတ်ဆောင်နေတဲ့မြတ်ကိုလည်းပါဝင်နေတယ်အဲ့တော့ဒီနေ့ကျွန်တော်လည်းတောင်းချင်တယ်ကျွန်တော်အတက်လည်းပဲသူတောင်းပေးပါကျွန်တော်ဒီကနေ့ဥပမာကိုတလောကဒီကနေ့ပြန်သွားတယ်ပြန်သွားပြီးမှဟိုဒီတိုင်းပြည်နဲ့တောင်ဘုတ်မှာအဲ့ဒီမှာတပတ်တက်တင်တယ်ခဏပြန်လာတယ်ဖားကန်သွားတယ်တပတ်တက်လာတယ်နောက်တော့နေရက်နေလေဒီလိုရောက်အဲ့လိုကတော့နောက်တော့အခုဒီကနေ့ပြန်သွားမယ်တညအိတ်ပဲဘူတာကိုသွားမယ်အဲ့လိုဖြစ်နေတယ်ဖယားကဟိုနေအချင်းစရာဆွဲပေးထားတာနော်အဲ့ဒီတော့အဲ့ဒါလေးပဲဘာဖြစ်တယ်လဲကျွန်တော်ဟိုတင်းစီစဉ်ဖို့အချင်းတခါတလေမရဘူးဒါပေမဲ့ဘုရားကအဲ့ဒီလိုပဲပြောမယ့်အရာတော့ထပ်စေတယ်နော်အဲ့ဒါကြောင့်မလို့ဒီကျွန်တော်တို့အမှုတော်လုပ်တဲ့နေရာမှာလေဘာအဖြစ်ပါဝင်မလဲစုတောင်းခြင်းပါဝင်ပေးပါအဲ့တော့ကျွန်တော်တို့အဲ့ဒီလိုနီးမျိုးစုံနဲ့ကျွန်တော်တို့မှုတော်ရဲ့ပါဝင်လို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ပြောချင်တာကခရစ်တော်အထဲမှာကိုကရှိနေပြီးမှကိုအထဲမှာခရစ်တော်ရှိအောင်ခွင့်ပြုမယ်ဆိုလို့ရှိရင်အတီးကောင်းသောအတီးတွေအများကြီးပြီးလာလိမ့်မယ်ဆုတောင်းရင်လည်းပြည့်စုံလာလိမ့်မယ်ဝိညာဉ်တော်အဖြစ်ဆုတောင်းရင်နော်ပြည့်စုံလာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ဒီတော့ကိုအထဲမှာခရစ်တော်အမြဲတမ်းရှိဖို့အတွက်ကျွန်တော်အမြဲတမ်းဆုတောင်းရမယ်အဲ့ဒါမနေ့တိုင်းဆုတောင်းပါဘုရားဒီလူကိုတတ်ပေးပါလို့ပြောတတ်ပြနော်ကိုထဲမှာရှိအဲ့ဒီနောက်ဒီဝိညာဉ်တော်ကိုဖိတ်ခေါ်ပြီးမှတန်းစာကိုအမြဲတမ်းဖတ်ပါဖတ်ပြီးမှနားလေဖို့တောင်းဆိုတာဒါဆိုရင်အတင်းမခံရဘဲနဲ့နားလေလာလိမ့်အဲ့ဒီကမှာဝိညာဉ်တော်ကနားလေလာနောက်တကတန်ရှင်းသောဝိညာဉ်တော်ဖျားကျွန်တော်အထင်မှာရှိနေမှာဆိုမှအဲ့လိုဒီခရစ်တော်ဖျားကျွန်တော်အထင်မှာရှိနေပါလို့အဲ့ဒီလိုမျိုးအရင်ဖိတ်ခေါ်ပြီးမှအဲ့ဒီနောက်မှာကိုရောရဲ့အလိုတော်တိုင်းကျွန်တော်ကိုဆုတောင်းပြုပြပါတောင်းပေးသူများတွေလည်းတောင်းအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်လဲပြည့်စုံလို့ရတာတောင်းတဲ့ຢာတွေလည်းပြည့်စုံလာလိမ့်မယ်ကဲအားလုံးဟာခရစ်တော်နဲ့ဒီလေသူအားလုံးဒီမှာခရစ်တော်ရှိတဲ့သူများဖြစ်ကြပါစေအာမင်